လူသားတွေအတွက်ဘေးကင်းပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေဟာအရေးကြီးဆုံးအခြေခံဖြစ်ပါတယ်။တိုင်းပြည်သားယာဝပြောရေးနဲ့စားနဲ့ရိက္ခာပေါများရေးအတွက်စိုက်ပျိုးရေးကဏ္ဍဟာနိုင်ငံရဲ့အသက်သွေးကြောဖြစ်ပါတယ်။အိမ်မက်တစ်ခုမက်ဖို့လိုပါတယ်။အဲ့ဒီအိမ်မက်ကတော့ညှော်လင့်ခြင်းတီထွင်ဖန်တီးမှုဂရိကဝတ်များနဲ့မျိုးဆက်သစ်တို့အတွက်အနာဂတ်ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုအများဆုံးအရှေ့တောင်အာရှတွေကစိုက်ပျိုးမြေဧရိယာကျယ်ဝန်းပြီးမျိုးစုံသောသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ကျွန်တော်တို့အမိမြန်မာနိုင်ငံကျေးလက်ဒေသနဲ့တောင်သူလယ်သမားဘဝဖွံ့ဖြိုးတိုးတက်ရေးစိုက်ပျိုးနည်းပညာကွင်းဆက်တွေပြည့်စုံအောင်ချိတ်ဆက်ပေးနိုင်မှုနဲ့နိုင်ငံသားတွေရဲ့စားနပ်ရိက္ခာဖူလုံမှုဒေသတွင်းနိုင်ငံများသာမကကမ္ဘာကြီးအတွက်တိုးပွားလာတဲ့ကမ္ဘာလူဦးရေအတွက်အရေးသွေးကောင်းမွန်တဲ့စားနပ်ရိက္ခာဖြစ်တည်ရေးအရေးသွေးမြင့်တန်မိုးတင်လေယာထွက်ကုန်တွေစိုက်ခင်းပေါ်ကနေစပွဲပေါ်ကိုရောက်ရှိစေရေးအတွက်ကျွန်တော်တို့အမြဲကြိုးစားနေပါတယ်မြန်မာပြည်ဟာရေကန်မြေကန်သိပ်ကောင်းတဲ့စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်30 1995ခုနှစ်ခရီးစဉ်တစ်ခုမှစတင်ခဲ့တဲ့အိမ်မက်တစ်ခုကတော့တောင်သူတွေကိုအရေးသွေးမြင့်စိုက်ပျိုးရေးသုံးပစ္စည်းတွေသုံးစွဲနိုင်စေဖို့တန်မိုးရှိတဲ့မြေကနေတန်မိုးရှိတဲ့ပစ္စည်းများထုတ်နိုင်ရေးပါကျွန်တော်တို့တွေမြန်မာဩဘာကို1995ခုနှစ်မှာစိုက်ပျိုးရေးဆေးများတင်သွင်းဖြန့်ချီတဲ့လုပ်ငန်းအဖြစ်စတင်ခဲ့ပါတယ်ရှေ့ဆက်ပြီးစိုက်ပျိုးရေးကွင်းဆက်တန်မိုးတစ်ခုလုံးရဲ့ကဏ္ဍပေါင်းစုံကိုထောက်ပံ့ပေးနိုင်မှုလုပ်ငန်းစုကြီးတစ်ခုအနေနဲ့ရပ်တည်နိုင်မှုစဉ်းစားခဲ့ပါတယ်မြန်မာဩဘာကတောင်သူတွေရဲ့လိုအပ်ချက်မှန်သမျှကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးသူတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေဖွဲ့စည်းကာပြီးပြည့်စုံတဲ့စိုက်ပျိုးရေးသွင်းအားစုစက်ဝန်းတစ်ခုလုံးကိုနှစ်30အတွင်းစဉ်ဆက်မပြတ်ကြိုးစားတည်ဆောက်ခဲ့ပါတယ်။ရည်မှန်းချက်အိမ်မက်တွေနဲ့ပြည်နေတဲ့အဖွဲ့လေးကနေအခုဆိုရင်စိုက်ပျိုးရေးကဏ္ဍရဲ့ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။ခန္ဓာရည်ရှိမှုဇွဲရှိမှုတီထွင်ဖန်တီးနိုင်မှုတွေနဲ့ခြိတက်လျှောက်လန်းလာခဲ့ပြီးလက်ရှိချိန်မှာမန်နိုင်ကြီး9ခုလုပ်ငန်း14ခုစိုက်ပျိုးရေးပညာရှင်1600ကျော်နဲ့မြန်မာဩဘာလုပ်ငန်းစုဟာအင်အားကောင်းစွာဆက်လက်လည်ပတ်လျက်ရှိပြီးမြန်မာဩဘာရဲ့စိုက်ပျိုးရေးပစ္စည်းပေါင်း900ကျော်ကျေးလက်လူဦးရေ18တန်းနီးပါးဖြစ်တဲ့တောင်သူမိသားစု3သန်းခွဲကျော်ကယုံကြည်စိတ်ချစွာအသုံးပြုလျက်ရှိပါတယ်။နှစ်ပေါင်း30ကာလတစ်လျှောက်လုံးမှာမြန်မာဩဘာဟာစိုက်ပျိုးရေးကဏ္ဍအတွက်ကြီးမားမြန်ဆန်တဲ့အပြောင်းလဲတိုင်းကိုဦးဆောင်သူဖြစ်ခဲ့ပါတယ်။အပင်စိုက်ပျိုးရာမှာမရှိမဖြစ်အရေးကြီးတဲ့မျိုးစေ့သီးနှံစိုက်ပျိုးထုတ်လုပ်ရေးမှာမျိုးစေ့မမှန်ပင်မတန်းဆိုသလိုမျိုးစေ့ရွေးချယ်မှုကအခြေခံဖြစ်ပါတယ်။ဒါကြောင့်မြန်မာဩဘာဟာနိုင်ငံတကာကမျိုးစေ့ထုတ်လုပ်သူတွေနဲ့ပူးပေါင်းသုတေသနပြုလုပ်ပြီးတိုင်းပြည်ရဲ့ရေမြေရာသီဥတုနဲ့ကိုက်ညီတဲ့ပြောင်းနေကြပဲမျိုးစုံနဲ့ဟင်းသီးဟင်းရွက်မျိုးစေ့တွေကို ARD မျိုးစေ့ကုမ္ပဏီအနေနဲ့ထုတ်လုပ်ဖြန့်ချီလျက်ရှိပါတယ်။9နှစ်အတွင်းပြောင်းမျိုးစေ့သွင်းကုန်စားထိုးနိုင်မှုအတွက်ပြည်တွင်းမှာပြောင်းမျိုးစေ့ထုတ်လုပ်ရေးကိုစီမံကိန်းချဆောင်ရွက်နေပြီးမျိုးရင်းတွေကိုပြည်ပမျိုးထုတ်လုပ်သူတွေထံကနေရယူဆောင်ရွက်နေပါတယ်။ပဲမျိုးစုံမျိုးစေ့ထုတ်လုပ်ရေးအတွက်လည်းတောင်သူဦးရေ911ရှယ်ယာပါဝင်တဲ့ပထမမျိုးစေ့ကုမ္ပဏီကိုလည်းတီထောင်ထုတ်လုပ်လျက်ရှိပါတယ်။အထွက်နှုန်းကျဆင်းမှုတောင်သူဝင်ငွေနှဲပါမှုနဲ့ကျေးလက်စီးပွားကဏ္ဍအားနည်းမှုဟာစိုက်ပျိုးရင်းနှီးငွေအထောက်ပံ့အချိန်ကိုက်ရရှိမှုရှိမရှိနဲ့ဆက်ဆက်လျက်ရှိပါတယ်။အချိန်ကိုက်သွင်းအားစုထည့်သွင်းနိုင်ခြင်းဟာအထွက်တိုးစေဖို့အဓိကအချက်ဖြစ်ပါတယ်။တောင်သူတွေချင်းငွေရရှိမှုအခက်အခဲချင်းငွေအတိုးနှုန်းမြင့်မားမှုတွေကြောင့်မြန်မာဩဘာအနေနဲ့မဟာအသေးစားငွေချေးလုပ်ငန်းကိုတည်ထောင်ခဲ့ပါတယ်။ဒါ့အပြင်တောင်သူများကိုစက်မှုလေယာစနစ်ကိုကူးပြောင်းနိုင်ရေးလေယာသုံးစက်ကရိယာတွေကိုအရစ်ကျစနစ်နဲ့ပံ့ပိုးနိုင်ရေးအကျိုးတူလေယာစနစ်အတွက်ငွေကြေးပံ့ပိုးမှုပုံမှုလှုပ်ဆောင်နိုင်မှုအတွက်ဈေးကားငွေကြေးကုမ္ပဏီလုပ်ငန်းကိုလည်းထပ်မံတည်ထောင်ခဲ့ပါတယ်။တောင်သူတွေကုန်ကျစရိတ်သက်သာစေဖို့နိုင်ငံခြားသွင်းကုန်လျှော့ချနိုင်မှုနဲ့အစားထိုးနိုင်မှုအတွက်လည်းမြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကပိုင်းခေတ်မီပိုးသက်စီဖြောဆက်ထုတ်လုပ်မှုစက်ရုံနဲ့ကိုယ်ပိုင်တက်ခွဲခန်းတွေကိုလည်းထူထောင်လုပ်ကိုင်ခဲ့ပါတယ်။ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်အရေးသွေးထိန်းသိမ်းထားနိုင်ရေးနဲ့ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတို့အတွက်နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်းလိုက်နာဆောင်ရွက်လျက်ရှိပါတယ်။မီယိုဖလာစိုက်ပျိုးနည်းအစားထိုးခေတ်မီစိုက်ပျိုးနည်းစနစ်တွေသွင်းအားစုများစနစ်တကျအသုံးပြုတတ်စေဖို့
GAP နည်းစနစ်တွေလူနဲ့လူပတ်ဝန်းကျင်စိုက်ပျိုးသီးနှံတွေအဖြစ်ပိုးရောဂါကင်းကင်းနဲ့ပြည့်စုံကြွယ်ဝစွာတည်ပွင့်လာစေဖို့နဲ့ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက်သုတေသနစမ်းသပ်ကွက်များလှုပ်ဆောင်ခြင်းစိုက်ပျိုးရေးနည်းစနစ်တွေကိုဖြန့်ဖြူးပေးခြင်းတောင်သူတွေကိုတိုးချဲ့နည်းပညာပေးခြင်းတို့ကိုမြန်မာဩဘာလုပ်ငန်းစုရဲ့ပင်မကုမ္ပဏီအမှတ်တရကြီး၅ခုကစိုက်ပျိုးရေးပညာရှင်ပေါင်းများစွာနဲ့နေမြေအနှံ့ကွင်းဆင်းပြီးဖြန့်ချီရေးကိုယ်စားလှယ်တော်ကြီးများနဲ့လက်တွဲကတောင်သူများအတွက်ပညာပေးအစီအစဉ်တွေနဲ့အတူနေရအနှံ့စိုက်ပျိုးရေးဆေးများလွယ်ကူစွာဝယ်ယူနိုင်ရေးရောက်ရှိနိုင်ရေးအတွက်အင်အားကောင်းစွာဆောင်ရွက်လျက်ရှိပါသည်။တီးနှံမျိုးစုံကြီးထွားဖွံ့ဖြိုးမှုအတွက်အာဟာရလိုအပ်ချက်အမျိုးမျိုးပေါ်မူတည်ပြီးလိုအပ်တယ်လို့ရွေးချယ်အသုံးပြုနိုင်မှုအရည်သွေးမြင့်ဓာတ်မြေဩဇာမျိုးစုံကိုပင်မအမှတ်တရကြီး၅ခုအနေနဲ့တင်သွင်းထုတ်လုပ်ဖြန့်ချီလျက်ရှိပါတယ်။တီးနှံရည်သွေးနဲ့အထွက်နှုန်းတိုးတက်ကောင်းမွန်ပြီးတောင်သူတွေအကျိုးအမြတ်မြင့်မားစေဖို့မြန်မာဩဘာစက်မှုကုမ္ပဏီကတနစ်မှာဓာတ်မြေဩဇာပြည်တွင်းထုတ်လုပ်မှုတန်ချိန်3သိန်းကျော်ပြည်ပမှတင်သွင်းမှုတန်ချိန်3သိန်းကျော်ကိုတီးနှံစိုက်ပျိုးမှုရသည့်ချိန်အမီမြန်မာနိုင်ငံအနှံ့မှာရှိတဲ့တောင်သူများစီတို့အရောက်ပို့ဆောင်လျက်ရှိပါတယ်။ယနေ့ခေတ်ရဲ့ဂျိုရုသတင်းအချက်အလက်နဲ့အသိဉာဏ်ရည်တို့နည်းပညာတွေအင်တာနက်ချိတ်ဆက်ပစ္စည်းတွေအကျိုးရှိစွာအသုံးပြုခြင်းကနေစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားလာအောင်လှုံ့ဆော်နိုင်ပြီဖြစ်တဲ့အတွက်အွန်လိုင်းကတဆင့်တောင်သူတွေအတွက်နည်းပညာအကူအညီပေးခြင်းငွေကြေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးခြင်းချင်းငွေရရှိစေဖို့အတွက်ကူညီပေးနိုင်ခြင်းမှန်ကန်တဲ့သွင်းအားစုတွေကိုအွန်လိုင်းကတဆင့်လက်လန်းမီအောင်ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ဝန်ဆောင်မှုတွေကို Tractor Mobile Application ကမျက်ခြေမပြတ်လှုပ်ဆောင်ပေးနေပါတယ်။စိုက်ပျိုးမြေနဲ့သီးနှံအမျိုးအစားတွေကိုဂျိုဒူကနေတဆင့်ခြေရာခံမှတ်တမ်းပြုစုပြီးနည်းပညာအထောက်အကူတွေနဲ့အနာဂတ်မှာနိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်ဖို့အတွက်လည်းစောလျင်စွာဆောင်ရွက်နေပါတယ်။သီးနှံတွေအတွက်ဈေးကွက်တည်ကြမှုပေးနိုင်ခြင်းနည်းပညာအကူအညီကြောင့်ဆုံးရှုံးနိုင်ခြင်းရှော့ချနိုင်ခြင်းစတဲ့အားသာချက်တွေကြောင့်တောင်သူတွေနဲ့လက်တွဲဖော်ဆောင်တဲ့အကျိုးတူလေယာစနစ်ကိုမြန်မာဩဘာကစတင်အကောင့်ထဲပေါ်လျက်ရှိပါတယ်။တောင်သူတွေနဲ့လက်တွဲလုပ်ကိုင်ပြီးအရည်သွေးမြင့်ထွက်ကုန်တွေကိုပြည်ပကိုရောင်းချခြင်းအပြင်တောင်သူတွေရဲ့အကျိုးစီးပွားတွေကိုမြင့်တင်ပေးနိုင်တဲ့အပြင်အရည်သွေးစိတ်ချရတဲ့စားတောက်ကုန်တွေစားသုံးသူတွေလက်ထဲရောက်ရှိနိုင်စေဖို့ GEOS ကိုစတင်အကောင့်ထဲပေါ်နေပါတယ်။စားသုံးသူတွေဘေးအန္တရာယ်အနည်းဆုံးဖြစ်စေမယ့်ဓာတုဓာတ်ကျွင်းနေတဲ့သီးနှံတွေထုတ်လုပ်ခြင်းအပြင်စားနဲ့ရိတ်ခါဖူလုံစေခြင်းဟာမြန်မာဩဘာရဲ့အဓိကရည်မှန်းချက်ဖြစ်တာမို့တဘာဝဇီဝအားဖြည့်မြေဩဇာလုပ်ငန်းဖြစ်တဲ့မြန်မာဩဘာဘိုင်အိုတက်ကိုလည်းစတင်အကောင့်ထဲပေါ်ဆောင်နေပါတယ်။အရေးအာဝါဒကြီးမားအေးချမ်းတဲ့တစ်ပင်ကြီးတစ်ပင်လိုလုံခြုံအေးမြပြီးခိုင်မာတဲ့ပင်စီနဲ့အခက်လက်တွေနှစ်ရာပေါင်းများစွာဆက်လက်ခတ်ဖြာဝေးစားပြီးမြန်မာပြည်သူလူထုနဲ့မြန်မာရည်မြေသဘာဝပတ်ဝန်းကျင်ကိုကောင်းမွန်စွာရေရှည်တည်တံ့အောင်ဆက်လက်ထိန်းသိမ်းထားနိုင်ရမယ်ဆိုတဲ့တန်ဋိဌာန်ချမှတ်ပြီးမြန်မာစိုက်ပျိုးရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးလာခြင်းနဲ့အတူအနာဂတ်စိုက်ပျိုးရေးကဏ္ဍဥဆောင်သူအနေနဲ့မြန်မာဩဘာလုပ်ငန်းစုဟာကောင်းမွန်တဲ့ပြောင်းလဲမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးမြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာအမျိုးသားစီးပွားအမှတ်တရတစ်ခုနိုင်ငံသားကောင်းတစ်ယောက်အနေဖြင့်၎င်းနှစ်30ပြည့်မြောက်အောင်မြင်ကြီးထွားလာမှုနဲ့အတူရှေ့ဆက်ပြီးရင့်တန်တဲ့စိတ်ပိုင်းဖြတ်မှုခိုင်ခန့်မြဲမြံတဲ့ခြေလှမ်းတွေနဲ့ကြီးလက်တောင်သူဘဝများနဲ့လုပ်ငန်းမိတ်ဖက်ဆက်ဆက်သူအားလုံးတို့အတွက်ကောင်းမွန်တဲ့အနာဂတ်များယူဆောင်လာဖို့အတွက်ဆက်လက်ကြိုးစားဆောင်ရွက်နေဦးမှာပဲဖြစ်ပါတယ်ခင်ဗျာ